သေရင်ငိုရမှာခန္ဓာရင်ရှိအောင်ဘာမှထိထိရောက်ရောက်ပြင်ဆင်မထားဘူးဆိုတာထင်ရှားတယ်နော်မပြောပလောက်တဲ့ပျက်စီးခြင်းကိုတောင်ငိုကြွေးခြင်းနဲ့တုံ့ပြန်နေတတ်တဲ့လူတစ်ယောက်ဟာအလုံးစုံပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့အချိန်မှာဘလို့လုပ်ပြီးတော့သူတည်တည်ငြိမ်ငြိမ်ရှိနိုင်မှာတော့နော်ဟိုနေ့ကဒကမာကြီးတယောက်ကပြောတယ်တပည့်တော်သေမှာမကြောက်ပါဘူးတဲ့စင်းစင်းသားသားပြောပါဒကမာကြီးရဲ့လို့ဒကမာကြီးကသေခြင်းနဲ့နှစ်ဖူးတွေ့တူတွေမတွေ့ဘူးသေးလို့နေမှာပါလို့ဟုတ်လားတချို့ကထင်နေကြတာလေကိုယ့်ကိုယ်မကြောက်တော့ဘူးလို့ထင်နေကြတာအများစုကတော့ကြောက်ပါတယ်မြတ်စွာဘုရားလည်းဟောထားတာပဲတပ်ပေဘာယန္တိမစ္ဆုနောတပ်ပေဆိုတဲ့စကားလုံးနဲ့တော့ဟောတာနော်တတ္တဝါအလုံးစုံဟာမလဲတော့သေခြင်းကိုကြောက်တယ်တဲ့ဟုတ်လားတကယ်နှစ်ဖူးတွေ့တူတွေတွေ့ပြီဆိုရင်တော့အများစုကကြောက်ကြတာပဲကာမပေါ်မှာမမုန်းမှုမကင်းတဲ့လူဘဝပေါ်မှာမမုန်းမှုမကင်းတဲ့လူကုလိုနေပြီးတော့အကုလိုများတဲ့လူသူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားမကင်းတဲ့လူဒီ၄ယောက်ဟာတရားမှာကြောက်ကိုကြောက်လိမ့်မယ်လို့ဘုရားဟောတယ်အဲ့ဒီဒေသနာစစ်တမ်းနဲ့စစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမှာကြောက်မဲ့လူတွေကြီးပဲဆိုတာအဖြစ်ပေါ်လာတယ်ဟုတ်တယ်မို့လားကာမပေါ်မှာမမုန်းမှုကင်းလားကင်းမှုအာယုံလေးတွေမှာမဲ့နေရှိတယ်ဟုတ်လားဘဝပေါ်မှာမမုန်းမှုကင်းလားပိုးတောင်မကင်းဘူးဟုတ်လားဒီနှစ်ချက်နဲ့ကိုပဲတရားမှာကြောက်လိုက်မယ်ဆိုတာထင်ရှားတယ်ဟုတ်လားတကယ်လို့ကိုကကုသိုလ်တွေများမယ်သို့မဟုတ်သူတော်ကောင်းတရားပေါ်မှာတန်တရားကင်းအောင်ကျင့်ထားမယ်ဆိုရင်တော့လည်းပဲတစ်မျိုးတစ်ဖုံအဖြေထွက်မယ်ပေါ့နော်အဲ့ဒါပြောရင်တာပါတော့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်စရာတွေတွေ့လို့စိုးရင်ရပြီငိုစရာတွေတွေ့လို့ငိုရပြီဆိုရင်ဒါဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်အော်ငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးတွေကိုပြောပြတယ်နော်တောကပရိဒေဝပြီးတော့ပါတယ်တော့ဒုက္ခဒေါမနတဥပါယတနော်ဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာပြင်းစွာပင်ပန်းတာတချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါတွေလှမ်းချိုးနှာတွေပါတွေနှက်ဟုတ်လားတောကပရိဒေဝအာချီလုံးတဲ့အခါကျတော့စိတ်ကအယံပင်ပန်းသွားတဲ့အခါတတိပါမှာဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးမားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတံဘောတိဧဝမေတ္တကိဝလတဒုက္ခခန္ဓာတမှုတွေရောဟောတိတဲ့နောက်ဆုံးချုပ်ပြလိုက်တယ်နော်တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နေစဉ်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တသက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတကေဝလဆိုတာတသက်ဘာမှမရောဘူးသီးသန့်လို့ပြောချင်တာဘာသီးသန့်လဲဒုက္ခခန္ဓာတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအဝေးဆင်းရဲအစုအဝေးကြီးတသက်ဖြစ်နေခြင်းပဲတဲ့ဘဝဖြစ်နေတယ်ဆိုတာတော့ကျုပ်တို့ကမမြင်ဘူးနော်မြတ်စွာဘုရားကတော့ဘယ်လောက်ထိမြင်ပြတော့မြင်ရတာလဲဆင်းရဲတယ်ကြားရတာလဲဆင်းရဲတယ်နမ်းရှူရတာလဲဆင်းရဲတယ်စားတော့ရတာလဲဆင်းရဲတယ်တွေးထီရတာလဲဆင်းရဲတယ်တွေးကြံရတာလဲဆင်းရဲတယ်ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာကောက်လိုင်းတုံကြီးတထုံချထားတယ်အဲ့ဒါလူ6ယောက်ကတယောက်လင်တဘိုးတစ်ချောင်းစီကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံကြီးကိုလာပြီးတော့ရိုက်ကြတယ်တဲ့ကျတို့အညာဒီမှာနော်ရိုက်ဖတ်တုံးလို့ခေါ်တာပေါ့လေနော်ကောက်လိုင်းတုံးကိုစပားချွေပြီးလို့ရှင်တပစီလေးတွေမြန်နေနေမြန်ကြံနေအောင်မလားဆိုပြီးတော့ထဘိုးကြီးနဲ့ရိုက်တာရှိတယ်အဲ့ဒါဘုံဘုံငယ်ငယ်တော့ကအဲ့ဒါတွေကိုနည်းနည်းတောင်လှုပ်ခဲ့ရသေးတယ်ဟုတ်လားအခုလည်းပဲလူ6ယောက်ကထဘိုး1ယောက်တစ်ချောင်းကင်ပြီးတော့လမ်းစုံလမ်းကွာလမ်းလေးကွာမှာရှိတဲ့ကောက်လိုင်းတုံးကို1ယောက်တကယ်လေးရိုက်တယ်ဒီကောက်လိုင်းတုံးကဖုတ်ဖုတ်ကြည်နေနော်လူ6ယောက်1ယောက်တကယ်လေးရိုက်နေမှာတော့မကြည်ခံနိုင်ရိုးလားဟုတ်လားအဲ့ဒါကို9ယောက်မြောက်လူ1ယောက်က9ချောင်းမြောက်တဘိုးကင်ပြီးတော့နောက်ထပ်ပြီးတော့ရိုက်ပြန်နေတယ်ဒီကောက်လိုင်းတုံးကအတိုင်းထက်အလွန်ကြည်မွပျက်စီးရတယ်ဒါဘုရားပေးတဲ့ဥပမာပါနော်အဲ့ဒါလူဘဝဆိုတာအဲ့ဒီကောက်လိုင်းတုံးနဲ့အတူတူပဲတဲ့ဘဝဆိုတာကောက်လိုင်းတုံးလေးပဲနော်လူ6ယောက်ကတဘိုး1ယောက်တစ်ချောင်းကင်ပြီးတော့လာရိုက်တယ်ဆိုတာအာယုံ6ပါးကိုပြောတာအာယုံ6ပါးကျွတ်တို့လာရိုက်နေတာ
မြင်ရတယ်ဆိုတာအရိုက်ခံရတာနာကျင်တယ်မျက်လုံးလေးတွေကအဲ့ဒါကြားတော့ပျက်စီးရောဟုတ်လားကြားရတယ်ဆိုတာအရိုက်ခံရတာအနတ်ရတယ်ဆိုတာအရိုက်ခံရတာအရသာကိုသိရတယ်ဆိုတာအရိုက်ခံရတာအတွေ့ထိရတယ်ဆိုတာအရိုက်ခံရတာအတွေးကြံနေဖြစ်နေတယ်ဆိုတာအရိုက်ခံရတာတဲ့ကျွတ်တော့အဲ့ဒီဒေသနာအဲ့လောက်လေးနေတဲ့ဒေသနာဘလို့နားလည်နိုင်မလို့ဘုံဘုံမြင်နားမလည်သေးဘူးအဲ့ဒါတရားအထုတ်မှပြီးဝါနားလည်မှာနော်ဩမြင်နေရတာဆင်းရဲတယ်ဖြစ်နေရတာကွာဆင်းရဲတယ်လို့သိဖို့ဆိုတာကဒီဝိပဿနာတရားယုံနာရဲ့အပေါ်မှာတတိနဲ့တတိချာချာစူးစိုက်ပြီးတော့ဆွဆွဲမြဲမြဲကြည့်မှဒီဖြစ်စဉ်ကြီးကအကောင်းမဟုတ်ပါလားဆိုတာကိုရိပ်မိနိုင်တာနော်ဒါကြောင့်ဒေသနာတွေကဒီဘာဝနာတရားကိုလေ့ကျင့်ခြင်းမရှိဘဲနဲ့တချို့ဒေသနာတွေကနားမလည်နိုင်ဘူးဘာဝနာတရားပွားများမှုမရှိဘဲနဲ့တရားနာယုံတက်တက်နဲ့တချို့ဒေသနာနားမလည်နိုင်ဘူးတချို့ဒေသနာနာယုံတက်တက်နဲ့နားလည်နိုင်တဲ့ဉာဏ်သက်ဝင်နိုင်တယ်တချို့ဒေသနာတွေကြတော့နားထောင်ယုံတက်တက်နဲ့တရားအထုတ်မှုမပါဘဲနဲ့ဘုရားဆိုလိုတဲ့အတိပ္ပယ်ကိုမှန်အောင်ရောက်အောင်မသိနိုင်ဘူးမမြင်နိုင်ဘူးအခုဒီလိုဒေသနာမျိုးသိနိုင်မလားမသိနိုင်ဘူးနော်မြင်ရတာကိုနာကျင်တယ်အရိုက်ခံရတာလို့ပြောတာကျွတ်တော့ပဲမြင်တော့မြင်ချင်းနေတာလေရိုက်ခံရတယ်လို့ဘယ်သိမလို့ဟုတ်လားအဲ့ဒါ9ယောက်မြောက်လူကလာပြီးတော့ထက်ရိုက်ပြန်တယ်ဆိုတာဘာပြောတာတော့ဘဝဆင်းရဲမှမသိတော့ဒီဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့ခါကျတော့နီးမျိုးစုံနဲ့တွေ့တာတယ်မမောတယ်ဆွဲလန်းတယ်နန္ဒီရာကနှစ်သက်တယ်ဆွဲမဲ့တယ်ဆိုတဲ့လောဘကိုပြောတာအဲ့ဒါလောဘဖြစ်တယ်ဆိုတာ9ယောက်မြောက်နော်တဏှာဖြစ်တယ်ဆိုတာအဲ့ဒါ9ယောက်မြောက်လူဟာ9ချောင်းမြောက်တဘိုးနဲ့ထပ်ပြီးတော့ရိုက်တာဒါကြောင့်မြတ်စွာဘုရားဘဝကြီးကဆင်းရဲဖြစ်ပါလေနဲ့ဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့နော်လူချင်းမမောပြီးတော့ဒီဘဝရာချောင်းကိုပဲကံသင်္ခါရတွေကိုထပ်ပြီးတော့လှုပ်ကြတယ်အဲ့ဒါလူမိုက်ပဲလို့ဘုရားဟောတယ်ဟုတ်လားအခုဒီမှာမြတ်စွာဘုရားသုံးသပ်ပြရနော်ပရိစ္ဆေသမုပ္ပါဒေသနာလူတိုင်းရတဲ့ပါဠိတော်လေးရဲ့တန်ဖိုးမြင်ဖို့ဘုံဘုံကရွတ်ပြတာပါဒါလူတိုင်းရဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရိယောဟောတိနော်သက်ဆင်းရဲဒုက္ခတွေရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့အဲ့ဒါကိုလေဒီဆိုဘုရားကြီးကသူ့ရဲ့ပရိစ္ဆေသမုပ္ပါဒီပဏီမှာလင်္ကာရေးတယ်အဲ့ဒီလင်္ကာတွေရအောင်ကျင့်တယ်ရမ်းကောင်းနော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝတ်နွယ်စီဤရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လျင်တသက်ဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့အဲ့ဒါပရိစ္ဆေသမုပ္ပါအနုလောမဒေသနာနောက်ဆုံးအပိုက်ကလေးဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရိယဟောတိဆိုတဲ့ပါဠိချောင်းလေးကိုဆရာကြီးကအဲ့ဒါပရိစ္ဆေသမုပ္ပါကိုအနှစ်ချုပ်ပြီးတော့နောက်ဆုံးဏိကုံးချုပ်အဲ့ဒီဟာလေးကိုရေးတာအရန်ကောင်းတယ်ဘုံဘအဲ့ဒါလေးကြိုက်လို့ကလေးတုံးကစားကြက်တာဆိုစွဲနေတာပေါ့လေကျန်တဲ့လင်္ကာလေးတွေတော့မေ့တယ်သူ့ကိုတော့မမေ့ဘူးဘယ်ချင်းရွတ်လိုက်ရတယ်နော်ပြန်ရွတ်ပြမယ်နော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အလွန်ရှည်လျားတဲ့ဒီဖြစ်စဉ်ကြီးတန်တရားကြီးမှာတဲ့ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတို့ဘယ်သူပဲဖြစ်ပါနော်အဲ့ဒါတွေဟာတဲ့တတ္တမဟုတ်ဓမ္မထုတ်သောပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပြောတာနော်ဒီတဘာဝအစစ်မှန်ကိုပြောရမယ်ဆိုလို့ရှိရင်တတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းတော့တဲ့နာနဲ့ရုပ်ပဲတဲ့ဟုတ်လားနာဆိုတာခံစားမှုပါတယ်မှတ်သားမှုပါတယ်စိတ်စောတုံ့ပြန်မှုပါတယ်သိမှုပါတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဟုတ်လားရုပ်ဆိုတာတော့ဖောက်ပြန်မှုအစုအဝေးပေါ့ဟုတ်လားတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဟောပရိသတ်သမုပ္ပါကိုတခါလဲချုပ်တာနော်အဝိဇ္ဇာပြည့်စရာသင်္ခါရဆိုကြည့်အဲ့ဒါတရား12မျိုးကိုတွေ့ရလိမ့်မယ်အဝိဇ္ဇာပြည့်စရာသင်္ခါရသင်္ခါရပြည့်စရာဝိညာဏဝိညာဏပြည့်စရာနာမရူပနာမရူပပြည့်စရာတလာယရဏတလာယနာပြည့်စရာဖတ်တော်ဖတ်တာပြည့်စရာဝေဒနာဝေဒနာပြည့်စရာတဏ္ဏတဏ္ဏပြည့်စရာဥပါဒနာဥပါဒနာပြည့်စရာဘဝဘဝပြည့်စရာဇာတိဇာတိပြည့်စရာဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတမွန်တိအဲ့ဒါတော့တခုတည်းသွားတာပေါ့နော်အင်္ဂါ12ပါးခေါ်တယ်ဟုတ်လား
နော်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုယုံနာ12မျိုးခွဲပြောလိုက်တာဖြစ်စဉ်အဲ့ဒါတွေပဲဖြစ်နေတာအဲ့ဒီဓမ္မအပြား12ပါးကိုတဲ့နော်အရင်ဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏တဘာဝတရားတွေကိုတဘာဝလို့မသိဘဲနဲ့အဲ့ဒါကိုလူလို့ထင်တယ်နတ်လို့ထင်တယ်အိဆန်လို့ထင်တယ်ပုဂ္ဂိုလ်တ attva လို့ထင်တယ်ခုနတကားလေးမေးတယ်အဲ့ဒါပဲနော်နာမနံရုပ်ကိုသူနံရုပ်လို့မသိဘူးပုဂ္ဂိုလ်တ attva လို့ထင်တယ်လူလို့နတ်လို့ထင်တယ်အဲ့ဒါတက္ကဒိဋ္ဌိခေါ်တာပါနော်နော်ဓမ္မပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ရှိလေသမျှအနန္တကတဝဲလီလီဝင့်ွယ်စီ၏တဲ့နော်တဝဲလီလီဝင့်ွယ်စီ၏ဆိုတာပြောရတော့နော်စင်ပြေးလိုက်မပြေးလိုက်စိတ်တိုင်းကြားလိုက်မကြားလိုက်နဲ့အဲ့ဒါလဲနေတာလဲနေတာနော်ဘဝတဘဝပြီးတဘဝလဲတာကြီးမြင်တတ်လို့မရဘူးတရပြီးတရလဲနေတာလဲမြင်ကြည့်လဲနေတာပဲဟုတ်တယ်မဟုတ်လားနဲ့လင်းတာနဲ့စားနေကြစားလေးချက်ပြုတ်စားတော့နောက်တက်နေကြအိမ်စာလေးတက်သွားနေကြခီးလေးသွားဝင်နေကြအဝတ်လေးဝတ်ပြောနေကြစကားလေးပြောအိမ်နေကြအချင်းတော့အိတ်ဟုတ်လားထနေကြအချင်းတော့ထနော်အဲ့ဒီတည်းမှာဘာတွေပါသေးတော့စိတ်တိုင်းကြာတာတွေစိတ်တိုင်းမကြာတာတွေဟုတ်လားတကယ်တွေးကြည့်လို့ရှိရင်ဘာတွေတုံးဆိုလို့ရှိရင်ဒုက္ခတွေပါပဲဒါပေမဲ့ကျွတ်တို့ကမြင်ကိုမြင်မှုအဲ့ဒီဥစ္စာဟုတ်လားအဲ့ဒါကိုပြောတာနော်ဆိုတော့ကြီးကနော်ဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ဟိုလိုထင်ဒီလိုထင်အထင်မျိုးစုံထင်ရင်းနဲ့အချိန်ကုန်နေတာကိုပြောတာဟုတ်လားတဝဲလီလီဝင့်ွယ်စီ၏တဲ့ရှိလေသမျှအနန္တကကိုင်မဲ့ဘယ်ဘဝတွေဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်ပြောညာပြောဘာဖြစ်တယ်ပဲပြောရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်လျင်တတ်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးတည်တယ်ဘယ်လောက်ကောင်းတော့နော်စာလုံးလေးတွေတလုံးမကြမ်းရွှေချထားတယ်ကောင်းနော်ဟုတ်လားအဲ့တော့ဒီနေရာမှာနော်ဘဝရဲ့ပုံမှာမြင်တဲ့အမြင်လေးတစ်ခုညီကုန်းချုပ်လေးပုံပြောမယ်အခုဒီဒေသနာတွေအခုပုံပြောခဲ့တာပထမတက္ကာရသုတ်တံနော်တော့မှာပဲနေရွာမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းတွေဖြစ်လာပြီးတွေ့လာပြီရှင်ဒါသူ့ကြောင့်ဒါငါကြောင့်လို့သိပြီးတော့ဆွဲယူထားပါနဲ့ဘဝရဲ့လို့ဖြစ်နေလို့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရတာပါတကယ်လို့ဘဝတာဖြစ်မနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းကတွေ့တဲ့အကြောင်းမရှိပါဘူးလို့ဘုရားဥဒန်းကျူးတာအဲ့ဒါပြောခဲ့တယ်နော်အဲ့ဒီဒေသနာလေးကိုအားကောင်းအောင်ဗာပြောရတော့ပရိစ္ဆေသမုပ္ပါဒေသနာအနုလောမလေးကိုပြောကြည့်တာဟုတ်လားရုပ်တွေနဲ့နေဖြစ်နေတယ်ဘဝတွေဖြစ်နေတယ်ဆိုတော့ကောင်းတာတွေဖြစ်နေတာမဟုတ်ဘူးဆင်းရဲတာတွေဖြစ်နေတာလို့ပြောခဲ့တယ်အဲ့ဒါအခုဆက်ပြီးတော့ဘုံဘကဗာပြောရင်တာဆိုတော့ငါကြိုက်လို့ရအောင်ရှာထားလို့ရထားတဲ့ဟောဒီဘဝထဲမှာငါမကြိုက်တဲ့ငါကြောက်တဲ့ဒုက္ခတွေအပြည့်ကိုရှိနေတယ်ဖယ်လို့ကိုမရဘူးဆိုတာကိုသိထားနော်အဲ့ဒါလေးကိုပြောရင်တာနော်ငါကြိုက်တဲ့ဘဝထဲမှာငါမကြိုက်တဲ့ဒုက္ခတွေအပြည့်ရှိတယ်အဲ့ဒါတွေကခွဲပြစ်လို့လဲထုတ်ပြစ်လို့လဲမရဘူးတစ်ခုတည်းတစ်လုံးတည်းပဲဟုတ်လားအဲ့တော့ငါကြိုက်လို့ရအောင်ရှာထားတဲ့ဘဝလို့ဘုံသုံးလိုက်တယ်နော်ခုဒီဘဝကြီးကကျွတ်တို့ကြိုက်လို့ကိုရအောင်ရှာထားတာရအောင်ကိုမနဲ့လှုပ်ထားတာဟုတ်လားနော်ဘာလို့ကြိုက်တာတော့ဘဝကိုဒုက္ခမှမသိလို့ပေါ့နော်ဒုက္ခမှမသိတာအဝိဇ္ဇာနော်ကြိုက်တယ်ဆိုတာကတဏှာလောဘကြိုက်လို့ကိုရအောင်လုပ်တယ်ဆိုတာကကံသင်္ခါရဟုတ်ပြီနော်အဲ့တော့ငါကြိုက်လို့ရှားထားတဲ့ဘဝရထားတဲ့ဘဝနော်ဒါကံတရားတော့အသေးစိတ်စီမံထားတာပေါ့လေကိုယ့်ရဲ့ဘဝစိတ်ထားလေးတွေစေတနာလေးတွေအဲ့ဒါကံတရားခေါ်တယ်အဲ့ဒီကံတရားကကိုယ့်ဘဝဒီဘဝမှာရုပ်လှအောင်မလှအောင်ပစ္စည်းဥစ္စာပေါ်များမှုရှိအောင်မရှိအောင်ဟုတ်လားပစ္စည်းပေါ်တာတော့ဒီပိဿုပန်ကံပေါ်မှာလည်းမူတည်ပါသေးတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့တေချာတာတော့အတိတ်ဘဝပိဿုပန်ဘဝကိုလှုပ်ထားတာပါပဲကိုယ့်ရဲ့လှုပ်ရက်နဲ့ဘုံတို့ဖန်တီးထားတယ်လို့ပြောကြပါတော့ဒီဘဝလေးဟုတ်လားတော့ကြိုက်မကြိုက်တော့ဒါကိုလှုပ်ထားတာဟုတ်လားအဲ့ဒီကိုလှုပ်လို့ရထားတဲ့ဒီဘဝထဲမှာကိုမကြိုက်တဲ့အရာတွေရှိနေတယ်အဲ့ဒီဟာကခွဲထုတ်လို့လည်းမရဘူးတသားတည်းကိုဖြစ်နေတယ်ဆိုတော့မြင်ရမယ်ဟုတ်တာ
အဲ့တော့ကိုမကြိုက်တဲ့အရာတွေကဘယ်အရာတွေတော့ကိုမကြိုက်တဲ့အရာလိုရင်းပဲဘုံဘုံပြောမယ်ဗျာကိုမကြိုက်ဆုံးအရာပြောရရင်မကြိုက်တာမှကြောက်လောက်အောင်ကိုမကြိုက်တာကိုမကြိုက်တဲ့အရာကိုကြောက်တဲ့အရာဘာတော့ဆိုရင်နာခြင်းသေခြင်းဟုတ်နော်နာခြင်းသေခြင်းကျန်တာတွေလည်းဘုံဘုံတို့နော်ကြောက်ပါတယ်ဗျာမကြိုက်ပါဘူးဆိုတာကျန်တာတွေကိုကြောက်ရတယ်ဆိုတာကတကယ်တမ်းကနာခြင်းသေခြင်းကိုဖြစ်စေတတ်လို့သာကြောက်ရတာနာခြင်းသေခြင်းကိုမဖြစ်စေတတ်ဘူးဆိုရင်ကျုပ်တို့ကြောက်ကိုမကြောက်ဘူးဟုတ်တယ်မဟုတ်လားကျုပ်တို့ခန္ဓာကိုယ်ကြီးကဘယ်သူနှိမ့်ဆက်လို့မှလည်းမနာကျင်တတ်ဘူးဘယ်သူဖြစ်စည်းလို့မှလည်းမသေးတတ်ဘူးမပြတ်တတ်ဘူးဆိုကျုပ်တို့ဘာလို့ကြောက်မလို့ကျုပ်တို့ကြောက်နေရတယ်ဆိုတာကျုပ်တို့ရဲ့ဘဝကိုထိခိုက်အောင်ထိခိုက်တယ်ဆိုတာကနာကျင်မှုဖြစ်တာပျက်စီးမှုဖြစ်တာအဓိကဟုတ်လားတရားကိုကောက်ရင်ဒုက္ခဒေါမနတပဲကိုဆင်းရဲတာဒုက္ခခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတခေါ်တယ်အဲ့ဒီဒုက္ခဒေါမနတကိုဘုန်းတို့အကြောက်ဆုံးပဲဟုတ်လားဒီပြင်ဟာတွေကိုကြောက်တယ်ဆိုတာကဘယ်သူကြောက်တယ်ဘဝကြောက်တယ်ရာသီဥတုတန်းကြောက်တယ်ယောဂကြောက်တယ်ဘာကြောက်တယ်မဆုံးနိုင်အောင်ကြောက်တယ်ဆိုတာတွေကတကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီဒုက္ခဒေါမနတကိုဖြစ်စေတတ်လို့သာဘုန်းတို့ကြောက်ရတာဟုတ်တယ်မဟုတ်လားကျတို့ကြောက်တယ်နော်ကြောက်ပြီးဒီအဲ့ဒီကြောက်တဲ့အရာကြီးဒီထဲမှာရှိနေတယ်ဖယ်လို့ရမလားမရဘူးအမြဲတမ်းတတ်တောင့်တတ်တာနေလို့ရမယ်အမျိုးမဟုတ်ဘူးမတတ်တာတဲ့သဘောနာကျင်ခံခတ်မှုပါရောရှက်နေတဲ့သဘောဘဝဆိုတာအခါမသိရင်អော်ရမယ်ဟေ့ရမယ်ညီးရမယ်ညူရမယ်ဘုန်းတို့ပြောနေရတာမွေလေးကောင်သဘောကောင်းလို့ညီမျှနေသေးလို့ဘုန်းတော်အခုတီတီငိမ့်ငိမ့်ပြုံပြုံရွှင်ရွှင်လေးနေနိုင်တာမွေလေးကောင်သဘောမကောင်းလို့ကြိုက်ပြီးဟေးမညီမျှတော့ဘူးဟေးဆိုတာနဲ့ဘုန်းတို့အဲ့ဒါလူလိမ့်နေရတဲ့အဆင့်ကိုလည်းရောက်သွားနိုင်တာပဲမွေလေးကောင်ဆိုတာပြောရတော့ဓာတ်ကြီးလေးပါနော်အဲ့တော့ဘုန်းတို့ရဲ့ဘဝမှာဘုန်းတို့မကြိုက်တဲ့အရာတွေဘုန်းတို့ကြောက်တဲ့အရာတွေရှိနေတယ်ပါတော့ဒုက္ခဒေါမနတတဏှာဖြင့်နာခြင်းသေခြင်းအိုခြင်းတော့တကားတဲ့ထဲမပြောတော့ဘူးအိုခြင်းလည်းကြောက်တာပဲဒါလှခြင်းတဲ့လူကကြောက်တာပေါ့မလှခြင်းတဲ့လူရဲ့လို့လည်းမရှိဘူးလေအဲ့တော့သူ့လည်းကြောက်တာပါပဲဒါပဲဒီသူနှိမ့်ဆက်တာကနာခြင်းသေခြင်းနှိမ့်ဆက်တာလောက်မပြင်းထန်ဘူးလို့ဘုံဘုံကထင်လို့ပြောတာနောက်တော့ဘုံဘုံတို့ကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါလည်းတော်တော်ကြောက်တယ်အဲ့ဒါပေါင်းဆိုကိုချစ်တဲ့လူတွေနဲ့ခွဲရမယ့်ကိစ္စကိုအသေးလည်းကြောက်တယ်ဟုတ်တယ်မဟုတ်လားစိတ်ကူးနဲ့တောင်ခွဲရဘူးနော်ဘုန်းကြီးအမြင်ပြောလိုက်မှဆိုဩတိတ်မရှိနမိတ်မရှိကြားရတာစိတ်တောင်ဆင်းရဲသွားမယ်နော်မိသားစုဝင်နေတဲ့တဝက်လောက်ပဲ့ကြည့်ပါလားဆိုဘလူတွေမြင်ပြောလိုက်တာတော့စိတ်ထဲမှာတောင်နာသွားနိုင်တယ်နော်ဘာဖြစ်တာလဲကြောက်လို့သာကြောက်တာတေချာပေါက်ဘာလို့ကြားမလို့ခွဲကြမှာဟုတ်လားသူကကိုယ်ကိုခွဲသွားတာကြိုက်သလားမကြိုက်ဘူးเนาะမကြိုက်ဘူးဆိုရင်သူကကိုကသူ့ခွဲဖို့ပဲရှိအဲ့ဒါပိုးတောင်မကြိုက်เสียကောင်းသေးတယ်ဟုတ်လားတချို့ကပြောကြသေးတယ်နင်ငါအရင်မသေးပါနဲ့ငါပဲနဲ့အရင်သေးခြင်းနဲ့တကယ်သေးမှမသေးသေးလို့ပြောရတယ်တူတယ်လို့ဘုံဘုံကတော့အဲ့လိုပဲထင်တယ်နော်ဟုတ်လားဘယ်ဟာမှမသက်တာလားနော်ဘဝတကယ်တမ်းကအမှန်တရားကြီးအဲ့တိုင်ပဲသူကဟုတ်လားအဲ့ဒါကိုဘုံဘုံတော့မစဉ်းစားတဲ့အခါကျတော့ဘဝအပေါ်မှာမက်တာပေါ့နော်တော့ဒါကိုစဉ်းစားခြင်းဟာသူကဘုံဘုံကတော့အကျိုးရလဒ်နှစ်ခုကိုမျှော်ကိုးပြီးတော့ပြောတာပါဒီငါကြိုက်တဲ့ဘဝထဲမှာငါကြောက်တဲ့ဒုက္ခတွေရှိနေတယ်လို့စဉ်းစားခြင်းဟာအကျိုးရလဒ်နှစ်ခုကိုထွက်စေလိမ့်မယ်လို့ဘုံဘုံကမြင်တယ်နံပါတ်1အကျိုးရလဒ်ကဘာတော့ဆိုတော့ဒီဒုက္ခတွေနဲ့တကယ်တွေ့လာရင်ခန္ဓာကြီးပိုးရှိမယ်ကိုငကိုယ်ရဲ့အစနားလေထားလို့ဟုတ်လားဘုံဘုံတို့ရဲ့စိတ်ကိုဒါနဲ့အမြဲတမ်းတွေ့ထိပေးကျွမ်းကျင်အောင်လုပ်ထားရင်းနှီးအောင်လုပ်ထားဒီစိတ်မျက်နှာကိုစိတ်သိကြည့်ဟုတ်လားနော်နာခြင်းသေခြင်းရဲ့မျက်နှာကိုပြောတာနော်စိတ်သိကြည့်ရင်းနှီးအောင်လုပ်ထားအဲ့ဒါဆိုသူနဲ့တွေ့လို့ရှင်ဘုံတော့တိတ်အထိတ်တလန့်ကြီးမဖြစ်တော့အထူးဆန်းကြီးမဖြစ်တော့ဟုတ်တယ်မဟုတ်လားနောက်မှရင်ကျုပ်တို့ကဟဲ့ငါမှဖြစ်ရလေခြင်းသူမှဖြစ်ရလေခြင်းတော့ဖြစ်လာပြီဆိုရင်အံ့ဩသွားတယ်ထိတ်လန့်သွားတယ်အံ့ဩစရာထိတ်လန့်စရာမှမဟုတ်တာဘာလို့ဒီစိတ်ကဒီရိုးရှင်းတဲ့ကိစ္စဖြစ်ကိုဖြစ်မဲ့ကိစ္စကြီးကိုဖြစ်လာတဲ့အခါမှာအံ့ဩသွားတဲ့တုန်းထိတ်လန့်သွားတော့ဆိုသေကြတယ်သူဒါနဲ့တခါမှကိုသူတွေ့ထိဆက်ဆံမှုမလုပ်ခဲ့ဘူးဘုရားအမြဲတမ်းသူ့ကိုစဉ်းစားလို့ပြောတာနော်ပင်စီမာနိဘိက္ခဝေဌာနာနိအဘိနံပစ္စဝခိတဗံအဋ္ဌိယဝပုရိသေနဝဂါထေနဝပပ္ပစိတေနဝလူပဲဖြစ်ဖြစ်ရှင်ဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘဝရဲ့အမှန်တရားကြီး၅မျိုးအ
အမြဲတမ်းစဉ်းစားမယ်ဆင်ခြင်ရမယ်အဘိနံဆိုတဲ့စကားလုံးနဲ့တောင်ဟောတာနော်ဘာတော့အဲ့ဒီအမှန်တရားရင်၅မျိုးอ่ะအိုနာတေကွဲကံနဲ့တွဲအမြဲနေတိုင်းရှုနေတိုင်းကိုစိတ်နဲ့စဉ်းစားနေသူ့ကိုခစိမ့်သိမ့်ကြီးလုံမထားနဲ့လို့ပြောတာဟုတ်လားဒါကြောင့်ဘဝရဲ့ကိုမကြိုက်တဲ့အချက်တွေကိုကြောက်တဲ့အချက်တွေအပြည့်ရှိနေတယ်ဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းဟာအဲ့ဒီကိုမကြိုက်တဲ့အရာကြီးဖြစ်လာပါပြီဟေ့ဆိုတဲ့အချိန်မှာဘုန်းဘုန်းတို့မှာတတ်တာဝင်ရဒီအချက်ကိုလည်းဘုန်းဘုန်းကမျှော်ကိုပြီးတော့ပြောတာနောက်တစ်ချက်ကတော့နည်းနည်းကြည်ရွယ်ချက်ကနည်းနည်းမြင့်တယ်အဲ့ဒါဘာလို့ဆိုတော့ဘဝရဲ့ပေါ်မှာမမောမှုနည်းသွားဖို့ဟုတ်လားဘဝရဲ့ပေါ်မှာမမောမှုကအခုကကျွတ်တော့ယာနှုံးပြည့်နော်ဒင်းချမ်းခတ်နေအောင်ကိုဖြစ်နေတာနော်ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ဒီဟာနဲ့ပဲအမြဲတမ်းနေနေတာနော်ရေအမြဲတမ်းစီးဆင်းနေတယ်လို့အာတဝရေလောဘရေဟာအမြဲတမ်းစီးဆင်းနေစီးဆင်းမှာဘဝရဲ့ဒုက္ခသဘောကိုသိမှမသိတာမသိဆိုသိအောင်လည်းမလုပ်ဘူးသိအောင်လုပ်တယ်ဆိုတာသတိပဋ္ဌာန်တရားပွားတာကိုပြောတာတကယ်သိသွားတယ်ဆိုတာအဲ့ဒါအရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတာကိုပြောတာဘဝကိုဒုက္ခလို့အဲ့ဒါသိလို့ရှင်အရိယာဖြစ်မှာကိုကျွတ်တို့ကပုထုဇဉ်ဘဝနဲ့နေရတယ်ဆိုတာအဲ့ဒါဘဝကိုဒုက္ခလို့တကယ်မသိသေးလို့ကျွတ်တို့သိတဲ့အတိကအနုဘောဓဉာဏ်လောက်နဲ့ပဲသိတဲ့အတိပဲရှိတာပฏิဝေဒထွန်းဖောက်ပြီးတော့သိသွားပြီဘယ်သူမှသူ့ကိုပြောင်းလဲသွားအောင်လုပ်လို့မရတော့ဘူးသူတကယ်မြင်သွားပြီတကယ်သိသွားပြီဆိုမှတော့သူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကမဖြစ်သွားပြီတော့ခိုင်မာသွားပြီနော်အဲ့ဒီအခြေအနေကိုဘလို့မရောက်တာတော့သိအောင်မလုပ်လို့သိအောင်မလုပ်ဘူးဆိုတာမပြောရတော့တတိပဋ္ဌာန်တရားကိုမပွားဘူးတတိကင်းပြီးတော့ခပ်ပေါ်ပေါ်ပဲနေကြတော့နော်ခပ်ပေါ်ပေါ်နေတဲ့နီးနဲ့ဒီလေးနဲ့တဲ့အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားကိုမသိဘူးဆိုရင်လည်းပဲဘဝပေါ်မှာရစ်ပတ်နှောင်ဖွဲ့မှုကအကြီးကျယ်လာမှာပဲလာပြီဆိုရင်ဘဝဖြစ်မှာပဲဟောဘဝဖြစ်ပြီဆိုရင်ဆိုတော့ကျွတ်တို့ကြောက်ပါတယ်ဆိုတဲ့ဒုက္ခနဲ့တခါတည်းတွဲပါပြီးသားပဲသူကဒီသဘောလေးကိုမြင်ထားမှာနော်တကယ်တမ်းဘုရားပွင့်လာတယ်ဆိုတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ပြောပြဖို့ဘုရားပွင့်လာတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိမှဘဝရဲ့ပေါ်မှာမမောမှုအစဉ်စဉ်ငြိမ်းမှမမောမှုအစဉ်စဉ်ငြိမ်းမှအငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်နိုင်မှာအဲ့ဒီနိဗ္ဗာန်ကိုဆက်ရောက်နိုင်ဖို့အတွက်နိလန်ကောင်းကိုပေးဖို့အတွက်ဘုရားပွင့်လာတာပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားအခုအဲ့ဒါကိုပြောနေတာနော်ဘုန်းကြီးကဟုတ်လားအဲ့တော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝတွေငါမကြိုက်တဲ့အရာတွေငါကြောက်တဲ့အရာတွေအပြစ်ကိုရှိနေတယ်ဖယ်ထုတ်လို့လည်းမရဘူးဆိုတဲ့ဒီအမှန်တရားကိုကြိမ်ဖန်များစွာစဉ်းစားခြင်းဆင်ခြင်ခြင်းဟာအဲ့ဒီဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာလည်းစိတ်ကိုတတ်တာရစေမယ်တစ်အချက်ဘဝရဲ့အပေါ်မှာတွေ့တာမမောမှုတွေလည်းနည်းသွားနိုင်တယ်နှစ်အချက်ဒါအကျိုးတူနှစ်မျိုးဆိုတာဒါကိုပြောတာနော်အဲ့ဒါကိုရည်ရွယ်ပြီးတော့အခုဘုံဘုံကပြောပြတာနော်ကိုကြိုက်လို့ရအောင်ရှာထားတဲ့ဘဝထဲမှာကိုမကြိုက်တဲ့ကိုကြောက်တဲ့ဒုက္ခတွေရှိနေတယ်ဖြစ်ဖြစ်လို့မရအောင်အဲ့ဒါဘယ်လိုမလို့စဉ်းစားထားဟုတ်လားအဲ့တော့ကိုမကြိုက်တဲ့ဒုက္ခတွေကိုတွေ့တာဘာလို့တွေ့ရတာတုံးလို့မင်းနော်ကိုဓာကြီးကိုကြိုက်မိလို့ပေါ့ဆိုတဲ့အဖြေကိုလည်းတခါတည်းရပြီးသားဖြစ်သွားတာနော်ဟုတ်တယ်မဟုတ်လားဒါကိုလည်းမြင်စေချင်တာဘာလို့သေရတာတုံးဆိုတော့သေမဲ့ဟာကြီးကြိုက်မိလို့သေရတာပေါ့ဘာလို့ယောဂတွေဖြစ်အောင်ဆိုတော့ယောဂဖြစ်မဲ့ဟာကြီးကိုကြိုက်လို့ယောဂဖြစ်မဲ့ဟာကြီးကရအဲ့တော့ယောဂဖြစ်ပြီဒါပဲလေဘာကြောင့်ညာကြောင့်ယောဂဖြစ်တယ်ဆိုတဲ့အပေါ်ရအကြောင်းတွေကိုသိစိတ်ဝင်စားဘူးဘုံဘုံကဟုတ်လားဘာပြောချင်တော့ဆိုတော့တော့ရွှေချင်းဆိုတော့ကြီးပြောတာရှိတယ်ခွေးတကောင်ကိုခဲနဲ့ထုလိုက်ရင်အဲ့ဒီခွေးကအဲ့ဒီခဲပဲပြေးကြိုက်တာတဲ့ချင်းသေးတကောင်ခဲနဲ့ပြစ်လိုက်မှဆိုရင်ချင်းသေးကအဲ့ဒီခဲကိုစိတ်ဝင်စားဘူးဒီခဲဘယ်သူပြစ်တယ်လဲဘယ်ကလာတယ်လဲဒါပဲစိတ်ဝင်စားတယ်ဟာကောင်းနော်ဥမာကိုကျွတ်တို့ကဒုက္ခဖြစ်ပြီဆိုရင်ဒီဒုက္ခကိုကုစားဖို့လောက်ပဲကျွတ်တို့ကစဉ်းစားတာဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အရင်အမြစ်ကိုဘုန်းတို့ဖြည့်ရှင်းဖို့ညာအဲ့ဒီထိအသွားဥမာထမင်းစားပြီဆိုကျွတ်တို့ကထမင်းစားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်ရေစားပြီဆိုရင်ရေတိုက်တဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်နေမကောင်းဘူးဆိုရင်ဆေးကန်းသွားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်ထမင်းစားတဲ့ဒီခန္ဓာကြီးကိုပြဿနာကြီးတစ်ခါစားလို့လည်းမပြီးနောက်တစ်ခါထပ်စားနောက်တစ်ခါထပ်စားလည်းမပြီးဟောကျွတ်တို့ကဘဝမရအောင်လုပ်မယ်ဆိုတဲ့အရင်အမြစ်ကိုရှင်းဒုက္ခရဲ့အရင်အမြစ်ကိုရှင်းတဲ့ထိစိတ်ကမသွားဘူးအပေါ်ရန်လောက်ပဲသူကရှင်းနေတာဟုတ်လားကျမကြီးမကောင်းရင်ကျမကြီးကောင်းလုပ်မယ်ပေါ့ဟောမလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးအတွေးကအဲ့ဒီထိမြင်ရမှာဒါ
ဒါကြီးကဘယ်တော့မှကုလို့ပြီးနိုင်တဲ့အရာကြီးမဟုတ်ဘူးပြီးတော့ဒီတိုင်းပဲကုမရဘဲနဲ့သိမှာပဲလေနောက်ထပ်ယောဂဖြစ်တဲ့ဘဝတစ်ခုထပ်ရမှာအဲ့ကြောင့်လည်းထပ်ကုပေါ့ဒါအစဉ်ပြေတုံးလေးကျွတ်တို့ကပြုံးပြုံးရွှင်ရွှင်ပြောနိုင်တာပြီးရင်အစဉ်မပြေတာလာမှာနော်ဒါကောင်းကောင်းကိုမျောလင့်တာဟုတ်လားလည်းဘာပြောနေတော့ဘုန်းကြီးကဒုက္ခရဲ့တကယ်အရင်အမြစ်ကိုဖြေရှင်းနိုင်ဖို့လိုတယ်အဲ့တော့ဒုက္ခရဲ့အရင်အမြစ်ကိုဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုရှားတဲ့နေရာမှာမှန်ကန်ဖို့လိုတယ်အခုဒီနေ့ပြောသွားတဲ့စကားလုံးတွေအားလုံးမှာရည်ရွယ်ချက်ကသိမ့်မများဘူးနည်းနည်းပဲဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်ဒါပြောတာဘဝမချုပ်သမျှဘယ်တော့မှဒုက္ခမချုပ်ဘူးဘာလုံးနေလဲဟုတ်လားဒီသဘောကိုပြောတာနော်အဲ့လိုဆိုရင်ဘဝချုပ်ခြင်းနဲ့ဆိုရင်ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဘာဖြစ်လို့ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဆိုတော့ဘဝရဲ့အပြစ်ကိုမြင်မှဘဝရဲ့ပုံမှာမမောမှုကကင်းမှာဒီသဘောကိုပြောတာနော်ဘဝမမောမှုရှိနေအဲ့ဒါဘဝဆက်ဖြစ်မှာပဲမမောမှုချုပ်မှာဘဝလည်းချုပ်မှာဘဝချုပ်မှာလည်းဒုက္ခချုပ်မှာဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာအများစုဘုရားဟောတာတွေဘုအများကြီးလေ့လာရနော်ယောဘိခွေရူပတဥပါရောထိတိဘိနိဗ္ဗတိပါတုဘောဒုက္ခသေတဥပါရောရောဂနဲ့ထိတိဇရာမရဏတပါတုပါဩတဲ့ဒီရုပ်အစုကြီးဖြစ်လာတယ်ဆိုတာဒုက္ခဖြစ်လာတာဒါကြီးတီးနေတယ်ဆိုတာယောဂတွေတီးနေတာဒါကြီးထင်ရှားဖြစ်နေတယ်ဆိုတာဇရာမရဏထင်ရှားဖြစ်နေခြင်းပဲအဲ့လိုဟောတာနော်မြတ်စွာဘုရားနော်ဘဝဖြစ်တယ်ဆိုတာဒုက္ခဖြစ်တာဘဝတီးနေတယ်ဆိုတာယောဂကြီးတီးနေတာကောင်းတာကြီးတီးနေတာမဟုတ်ဘူးနော်ဘဝထင်ရှားဖြစ်နေတယ်ဆိုတာအဲ့ဒါဇရာမရဏထင်ရှားဖြစ်နေတဲ့သဘောလို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မလို့ယောဘိခဝေရူပံဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံဘိနန္တိအပရိမုတ်တော်သောဒုက္ခသမတိဝရမိဒုက္ခဖြစ်နေတဲ့ဒီဘဝကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဒုက္ခကိုနှစ်သက်တဲ့သူဟာဒုက္ခကမလွတ်မြောက်နိုင်ဘူးလို့ငါဆိုတယ်တဲ့နော်ဒီလိုဒေသနာလေးတွေအလွတ်ရအောင်ကြက်တာနော်အဲ့လောက်ထိတရားတရားကောင်းဖို့မလွယ်ဘူးနဲ့တူတယ်နော်ပါဠိတွေကြက်ဖို့ကတော့ဘုန်းကြီးရဲ့ဘယ်လိုလုပ်လွယ်ပါမလို့မများပါဘူးယောဘိခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံအဘိနန္တိအပရိမုတ်တော်သောဒုက္ခသမတိဝရမိဒါပဲရုပ်ကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်၏ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဟုငါဆို၏အခက်တယ်အခက်နော်ဒါမျိုးလေးတွေကိုစဉ်းစားရတာရွတ်ဆိုရတာလေးနဲ့တဲ့အတွေးအမြင်တွေကိုဖြစ်စေတယ်ဟုတ်လားအဲ့တော့ဒီဒေသနာလေးတွေကိုဘာလို့ဘုံဘုံကရွတ်ပြရအောင်ဆိုတော့ခုနကဘုံဘုံပြောတဲ့စကားတွေကိုဒါတွေဟာဒေသနာနဲ့အညီဘုန်းကြီးကပြောနေတာဆိုတာလေးကိုယုံကြည်မှုเนาะခိုင်မြဲစေခြင်းလို့ပြောပြတာနော်ဘဝမချုပ်သမျှဒုက္ခမချုပ်ဘူးဟုတ်လားအဘောရန်ချုပ်တယ်လို့ထင်နေလဲအဲ့ဒါကိုယ့်ရဲ့မိုင်မဲမှုတတ်ပဲအချုပ်ဘူးရဲ့ဟုတ်လားလောဘမချုပ်သမျှလဲဘဝကမချုပ်ဘူးဟုတ်ပြီနော်လောဘဖြစ်ရင်ဘဝဖြစ်မယ်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဒါကြောင့်အရင်အမြစ်ကိုဖြည့်ရှင်းခြင်းနဲ့စိတ်ကလေးဖြည့်ရှင်းတတ်တဲ့ဉာဏ်ကလေးဒါလေးတွေပေါ်ပေါက်စေဖို့အတွက်ဒါအလေးနဲ့ထားပြီးတော့ဘုံဘုံကပြောပြတာနော်တော်များသွားပြီတရားနော်မိနစ်40ကျော်သွားပြီဟုတ်လားအဲ့တော့တစ်လုံးနဲ့မရဘူးနော်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်လောဘဖြစ်ရင်လည်းဘဝဆက်ဖြစ်မယ်လောဘချုပ်မှလည်းဘဝချုပ်မယ်အဲ့တော့လောဘမဖြစ်အောင်ဒုက္ခသဘောအမှန်ကိုသိအောင်ကြိုးစားရမယ်နောက်ဒုက္ခသဘောအမှန်ကိုသိဖို့နိလန်းကဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာဟောထားတဲ့နိလန်းဟာဒုက္ခကိုဒုက္ခမှန်သိဖို့အတွက်ကြိုးစားအထောက်ရမယ်နိလန်းပဲဒါကြောင့်ကိုဘာတွေဖြစ်နေတယ်လဲဆိုတာကိုအမှန်သိအောင်ကြိုးစားအထောက်တဲ့သတိပဋ္ဌာန်လုပ်ငန်းကိုလုပ်ကြရမယ်ပေါ့နော်အမာရိဏတမ္မာဒိဋ္ဌာဆိုတာလည်းအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားဒါကြောင့်သတိတရားလက်ကင်ထားပြီးတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုသိအောင်မြင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း